တာပေးလားဆောင်ကိုသွားပါမယ်ကျူးလက်ဆောင်ထဲမှာပါတယ်ရှိတယ်ဆိုရင်ဝင်သွားရင်တော့ခုလိုမျိုးလေးစတင်ပြီးတော့အေးပါလေနွေးတယ်လေးဝတ်ထားပါရှမ်းလှတဲ့ကျူလစ်ပန်းလေးတွေပါဒီထဲမှာအဲ့လိုပဲတပုံလေးရိုက်လေးရအယောင်လေးလှတယ်ဘယ်လာလဲဆရာမကြီးကတပုံလေးရိုက်နေပါတယ်ကင်မရာနဲ့ဝါးဟုတ်တယ်ကွာနောက်တနေ့တော့ရိုက်ကြမယ်မင်းတို့လည်းမကြမ်းဘူးไปมอง ဒီမှာပါရှင် Hello ပြောမရပါအဲ့ဒီနေလိုက်နေပါလေဟိုဒီဘက်တွေရိုက်ကြတာဒီထဲမှာတော့ဘာမှတော့ထွေထွေထူးတော့မရှိပါဘူးအဲ့လိုပဲတပုတ်လေးပတ်ရိုက်တဲ့နေရာလေးပေါ့နော်အဲ့နေရာတော့ရမ်းလာပါတယ်ကျူလစ်ပန်းလေးပြပါကျူလစ်ပန်းလေးကိုကျူလစ်ပန်းလေးရအေးကြိုက်တာဆိုတော့ဒီမှာအဲကွန်နဲ့ပေါ့နော်ထားထား15 degree Celsius ဆိုထားထားပါ
ရောင်ကျူးတွေလေးနော်ဖြူရောင်ကျူးတွေလေးရဲချစ်ဖို့ကောင်းပါတယ်ဒီအယောင်လေးကတော့ကျွတ်လက်ထဲမှာဒီရောင်လေးရှာနော်ပြင်လဲရောက်သွားရော ဒီဘယ်လိုများဝင်နေရလဲ သွားရော